မင်္ဂလာပါစိတ်မက်စကယ်မှာကြိုဆိုပါကျွန်တော်စိတ်မက်စကယ်နဲ့ Twitter background ကို founder ကိုစီစဉ်နေဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြပေးခြင်းနဲ့ပင်ရကျွန်တော်ဆိုင်မှာအသစ်ထက်ရောက်ထား Twitter ကနေထုတ်ထားတယ်ကျွန်တော်C5 Pro ဆိုတဲ့ကျွန်တော်robot လေးပေါ့နော်အဲ့ဘယ်လေးကိုပြခြင်းနဲ့ကျွန်တော်အယောင်အားချင်းဆိုဒီကောင်က3-4အောင်လောက်တော့လာတယ်လက်ရှိကျွန်တော်ရှိမှရောက်ထားတာ3အောင်ရောက်ထားတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ပြပေးခြင်းနဲ့ကြည့်ပြပါဒီကောင်လေးက Twitter ကနေထွက်ထားတယ်ကျွန်တော် C5 Pro robot လေးပေါ့နော်အဲ့တော့ဒီမှာသူ့ရဲ့ frame ပေါ့နော်ဒီမှာတော့သူ့ရဲ့ frame ကိုကြည့်ရမယ်သူ့ရဲ့ frame ကကျွန်တော်တို့ဒီ C6 လို့ပဲ align frame ဒါပေမဲ့ဒီကောင်က6001လို့ပါတော့မဟုတ်တော့ align aluminum high strength ကို7005ပေါ့နော်7005ဖြစ်သွားပြီ high strength ဖြစ်သွားပြီပို့ပြီးတော့ကြက်ခိုင်မှုအားကောင်းတယ်ကျွန်တော် align frame နဲ့ဖွဲ့စည်းထားဖြစ်တယ်ပေါ့နော်ပြီးတော့ဒီမှာသူ့ရဲ့ integrated panel ဖြစ်မယ်နောက်ဒီထိုင်ငုတ်တွေပါဆိုလဲသူကကာဗွန်နဲ့နော်ကာဗွန်ထိုင်ငုတ်တွေဖြစ်သွားတယ်ပြီးတော့ဒီကောင်က shake crank က ARBကျွန်တော် Pro V ARB hollow crank ပေါ့နော်ဒါဒီ shake gear retrospect gear ဖြစ်မယ်နောက် gear retrospect 2 level မို့နော်2တွဲ gear နဲ့လာတာဖြစ်တယ်2တွဲ gear နဲ့လာတာဖြစ်တယ်နောက် hub တွေပါဆိုရင်ကျွန်တော် retrospect carbon hub 4C bearing ဖြစ်မယ် wheel တွေပါတွေကကျွန်တော်ဒီမှာretrospect wheel ဖြစ်မယ် tire ကတော့ Innova tire ဖြစ်မယ်နော်အဲ့တော့ကျွန်တော်ဒီမှာ shake hub တွေပါဆိုလဲဒါက retrospect carbon hub တွေဖြစ်တယ်ပြီးတော့သူက fully hydraulic disc ဖြစ်တယ်ပြီးတော့ retrospect 2တွဲဖြစ်တဲ့အတွက်ကျွန်တော်အမြဲတမ်းပြောသလိုပဲဒီ shifter တွေက carbon shifter တွေဖြစ်သွားတယ်ပေါ့နော်ဒီ shifter တွေက carbon shifter တွေဖြစ်သွားတယ်ပြီးတော့ဒီကောင်က fork ကလည်း fork နေရာလေးကတော်တော်လှတယ်ဒီမှာလို့ white လေးတော်တော်လေးကိုလှတယ်ပြီးတော့ fork ကသူက carbon fork ဖြစ်တယ်ပေါ့နော်ဒါသူ့ရဲ့ဒီကျွန်တော်ဒီထိတ်ရဲ့အစိတ်ပေါ့နော်ဒါပေမဲ့ဒီဗီဒီယိုထဲမှာဆိုတိတ်မမြင်အောင်ပြအပြင်မှာကြည့်မယ်ဆိုရင်ဒီကောင်က3D ပုံစံမျိုးပြအဲ့တစ်စိတ်ကလေအထက်ကို twin ဖောက်မြင်တယ်လို့ပါတော့နေပေါ့နော်အဲ့လိုပုံစံမျိုးလေးဖြစ်တယ်ဒီကောင်က Twitter C5 Pro ကဒါ Twitter နဲ့ကျွန်တော်မို့ဆို collaborate လုပ်ထားတဲ့ model မျိုးစားလေးဖြစ်တယ်ပေါ့နော်ဒီကောင်က fully hydraulic disc C brake အပြည့်ဖြစ်တဲ့အတွက်ကျွန်တော်ရှေ့နောက်တာ C brake hydraulic disc ဒီရဲ့အထိုင်ပေါ့နော်ဒါကတော့ဒါသူ့ရဲ့ frame design ဖြစ်ပါတယ်နောက်တစ်အောင်အနေနဲ့ကတော့ကျွန်တော်ဒီ gray ပေါ့နော်သူ့ဒီမှာ brown ခေါ်တယ်ဒါရွှေရောင်နဲ့ဖောက်တယ်ဗျကျွန်တော် gray ရောင်ပြီးတော့ခဏပြောမိပါသူ့ရဲ့ဒီမှာဒီဆက်ရာတွေမှာတော်တော်တီတက်တက်ဖြစ်တယ်ပေါ့နော် line frame ကိုဆို smooth welding ပေါ့နော်ဆက်ရာဒီကျွန်တော် head tube ဒီမှာဒါဆက်ရာလုံးဝတီတက်တက်လေးဖြစ်တယ်တဲ့ပေါ့နော်နောက်တစ်အောင်အနေနဲ့ကျွန်တော်ဒီ map black ပေါ့နော်ဒီနက်ရောင်နက်6ပေါ့ map black အရောင်လေးလည်းရရှိမှာဖြစ်ပါတယ်